စိတ်ကပဒိန်လက်ရများနဲ့တောက်ပါနေစေမျိုးဆက်30ထိရှိသမျှဆဲချိန်တွေကိုချိုးဖြတ်တော့ထပ်ပြီးလူကြီးမင်းတို့အိမ်မက်စေလို့ရကပတ်ပတ်ကြိုက်တဲ့ချိန်ငွေပြန်ပေါ်လို့ရတယ်ရွှေဆိုတာနာခက်မင်္ဂလာပါရှင်ထားတော်ဝစ်စင်စိတ်မြင့်စိတ်ရနာရွှေဆိုင်မှာကြိုဆိုပါရှင်